IELTS examiner တွေကြိုက်တဲ့မေးခွန်းတစ်ခုပေါ့နော် Do you live in an urban or rural area ပေါ့မြို့ကြီးပြကြီးတွေမှာနေရလားဒါမှမဟုတ်တိတ်ဆိတ်အေးချမ်းတဲ့မြို့ငယ်လေးတွေမှာနေရလားဆိုတော့အတိတ်ပဲတရောတဲ့ဒီမေးခွန်းကိုသူတို့ပုံစံမျိုးစုံနဲ့ပြောင်းပြီးမေးတယ်တို့တော့ဖြေရမယ့်ပုံစံတော့တစ်ခုပဲပေါ့နော်အဲ့ဒီမှာသုံးလုံးကောင်းတဲ့ Band 9 level word and phrases 5မျိုးသင်ပေးမယ်တစ်ခုကတော့ alienated ဆိုတာဟာ lonely ဖြစ်တာပေါ့နော်အထီးကျန်တာပေါ့ဒါဆိုဘာဖြစ်လို့ lonely မပြောဘူးလဲဆိုတာ lonely ပဲပြောရင်တော့ကိုက band score 6.0 တဲ့မကျော်နိုင်ဘူးပေါ့ကွယ်အဲ့တော့အဲ့ဒီထဲအမှတ်ကောင်းချင်တယ်ဆိုရင် alienated လေးကိုသုံးပေါ့ feel နဲ့တွဲသုံး feel alienated ဆိုတော့ကိုတငယ်ချင်းကိုအပေါင်းအသင်းကိုမိသားစုကိုတွားနေကြနေရာတွေကနေရုတ်တရက်ကြီးပျောက်သွားပြီးတော့မြို့အသစ်တစ်ခုကိုရောက်သွားတဲ့အခါမျိုးတွေမှာနော်ဒါမှမဟုတ်မြို့သစ်မှာနေတာကြာပြီဖြစ်တော်ညာဘေးအခန်းလူနဲ့တောင်မသိတော့အခါကိုနဲ့စကားစမြည်ပြောဖို့တကယ်ချင်းတယောက်မှမရှိတော့အခါ you will feel alienated အသက်ကြီးလိုက်ရင်လည်း people might feel alienated နော်သူမှာအဖော်မရှိတော့ဘူးပေါ့နော်တကယ်ချင်းလည်းမရှိတော့ဘူးသူ့ကိုလိုချင်တဲ့လူမရှိတော့ဘူး you might feel alienated ပေါ့ so when you talk about the city life you can use this feel alienated another one is transient ကလည်းသူက less နဲ့တွဲသုံးတာပိုကောင်းတယ် transient ဆိုတာ temporary ပဲဖြစ်တာမြို့ကြီးပြကြီးကိုလာနေတယ်ဆိုတော့တက်တက်လုံးနေဖို့မဟုတ်ဘူးကျောင်းလာတက်တာဆမ်းမွေးလာဖြေတာအလုပ်လာလုပ်တာပြီးရင်အိမ်ပြန်ကြမဲ့လူတွေများတယ် so life in city is pretty transient but if we go back to our hometown we will feel less transient ပေါ့သူက less လေးနဲ့သုံးတာပိုကောင်းတယ် less transient เนาะ temporary ဖြစ်တာနည်းသွားမယ်ပေါ့เนาะ another one is close knit ဆိုတာအလူနီးကပ်တာပေါ့emotion ပိုင်းလေးတွေဆက်သွယ်နေတာပေါ့ဥပမာဆရာတို့လာရှုံးမြို့မှာဆိုရင်ဘေးအိမ်တွေရှေ့အိမ်တွေနောက်အိမ်တွေလေကျွန်တော်တလားနေလုံးမတစ်ခါမတွေ့ဘူးမနေ့မိုးလေးရင်မှန်အမဲတင်ထားတဲ့ကားနဲ့ထွီဆိုထွက်သွားတယ်မှန်အမဲတင်ထားတဲ့ကားနဲ့ပြန်ဝင်လာတယ်ဆရာတို့လည်းအဲ့လိုပါပဲမှန်အမဲတင်ထားတဲ့ကားနဲ့ထွက်ပြီးမှန်အမဲတင်ထားတဲ့ကားနဲ့ပြန်ဝင်လာတာပဲကျွန်တော်တို့မိသူမိဝမောင်းတို့သိကြတယ်ဒါပေမဲ့ကျွန်တော်တို့မတွေ့သလောက်ပဲเนาะအဲ့တော့အဲ့ဒါ close knit မဖြစ်ဘူးပေါ့တို့တော့ရွာတွေမှာလို့ပေါ့နော်ဟာဒီဘက်အိမ်ကလူဟိုဘက်အိမ်ကလူစသည်ဖြင့်အကုန်လုံးတွဲနေကြတယ်ဆိုရင်တော့အဲ့ဒါကို close knit ဖြစ်တယ်လို့ခေါ်တယ်မြို့ငယ်လေးတွေရွာလေးတွေမှာဆိုရင်ကြတော့လေတယောက်နဲ့တယောက်ကဥမကြီးကမကြံသိနေတာပေါ့ကွာသူခံစားချက်ကိုခံစားချက်သူ့အိမ်ပိုင်ဟင်းချက်ကိုအိမ်ပိုင်ဟင်းချက်စသည်ဖြင့်အကုန်သိနေကြတာပေါ့အဲ့ဒါမျိုးကို close knit community လို့ခေါ်တယ် close knit neighborhood လို့လည်းသုံးလို့ရတယ်နောက်တစ်ခုကဒီတော့မှတ်တယ် overstimulating ဥပမာဆရာဆို gym ကိုမသွားတော့ဘူးဘာကြောင့်လဲဆိုရင် overstimulating ဖြစ်လို့ overstimulating ဆိုတာဘာလဲတချင်းတိုင်ရတယ်ပက်ပက်ဆက်စိတ်ကျေတယ်ကွာနားကွဲလူမတက်ပဲနောက်ကောင်းလေးတွေစကားအော်ပြောနေကြတာယူရလဲအရန်စိတ်ရှုပ်တယ်တခါလေကိုယ်အလဲမှာထားပြီးဘေးကနေစကားအော်ပြောနေကြတာ cross conversation တွေအရန်စိတ်ရှုပ်တယ်ပြီးကြရင်သူတို့မှာကိုစီဖုန်းနေနဲ့လေတချင်းကနားတော့နေကြတယ်ပြီးကြတော့ဒီတုံးသွားတဲ့စက်ပုံမှာတင်ပြီးကျန်နေတဲ့သူတို့ရဲ့ချွေးတွေကိုမတုတ်တာတော်တော်ကျွေးမိတူစားကောင်းတယ်တိမခံနိုင်ဆုံးအရာကတော့စက်တစ်ခုပေါ်မှာထိုင်ပြီးတော့ဖုန်းသုံး game ဆော့နေတဲ့လူတွေတော်တော်စိတ်ပြတ်ဆိုင် overstimulating အာယုံနောက်တယ်လို့ပြောတာမြို့ကြီးပြကြီးမှနေအာယုံနောက်တာဗောဒီဘက်ဘယ်ဘက်ချက်မှာ skirt တူနဲ့ကောင်မလေးတွေပေါက်လတ်လေးနဲ့ဒီဘက်ညာဘက်ချက်မှာမဲကျုပ်နေတဲ့ဟိုမိန်းကလေးတွေနဲ့ဟိုဘက်မှာရံပြစ်နေတဲ့ကောင်လေးတွေနဲ့ဟိုဘက်မှာမွေးငါရောင်းပြီးအေးစစ်စစ်ပျော်ပျော်ပါပါစားနေကြပြန်တယ်ဟိုနောက်ဘက်မှာဆယ်လီတယောက်ကရှောက်လာပြန်တယ်ရဲတွေရောဘာတွေရောဟာရှုပ်ထွေးနေရပဲ overstimulating ခေါင်းလေး easy မနေရဘူးစိတ်လေး easy မနေရဘူး overstimulating ဖြစ်တယ်ပေါ့အရာအားလုံးကဒီပိုင်းနဲ့ဖြစ်နေတဲ့ပုံစံကြီးပေါ့နော်အဲ့ဒါမြုပ်ကြီးပြကြီးတွေအတွက်သုံးလို့ခေါင်းလဲ overstimulating ဖြစ်တယ်နောက်ဆုံးတစ်ခုကတော့ a sense of belonging နော်ဒီအဖွဲ့ထဲမှာဒီအုပ်စုထဲမှာဒီအတိုင်းဝဲထဲမှာကိုလဲပါဝင်တယ်ကိုနဲ့လဲဆိုင်တယ်ဆိုတော့ sense ကလေးပေါ့ငယ်ငယ်တုန်းကတကယ်ချင်းတွေမကြိုက်တဲ့ဇင်မပုံစံဘယ်သူထားရဲခဲ့လဲငယ်တော့တကယ်ချင်းတွေမကြိုက်တဲ့ဂျင်းမောင်းပြီးဘယ်သူဖို့ရဲခဲ့လဲငယ်တော့တကယ်ချင်းတွေညူညင်မှာဆိုမဟုတ်တာလေအကုန်လိုက်လုပ်ခဲ့ရတယ်မဟုတ်ဘူးလား that's because you wanted the sense of belonging sense of belonging ကိုလိုချင်လို့ဖြစ်တာနော်ထိုနည်းတူပဲကြေးလက်ဒေတာမှာပဲဖြစ်ဖြစ်မြို့ကြီးပြကြီးမှာပဲဖြစ်ဖြစ် sense of belonging ကိုရအောင်မင်းတို့ဘာလုပ်ကြမလဲသူတို့နဲ့တူတဲ့ဂျင်းသွားမယ်သူတို့နဲ့တူတဲ့စားတော့ဆိုင်လေးမှာစားမယ်အဲ့လိုပေါ့နော်တယောက်နဲ့တယောက်စုံအောင်တွေ့အောင်လှုပ်ထားခြင်းအပြင် you will get the sense of belonging ပေါ့ okay so တန်ခွဲတရှိရနော်ဇူလိုင်လ18ရက်ည8:30 English for modern workspace okay အဲ့တက်မယ်ဆိုရင် join ကြအောင်